ဒီဇနီးမောင်နှံက3နှစ်လောက်ပြောင်းနေတဲ့သူတို့သမီးလေးကိုပြန်ခေါ်ဖို့ရဲစခန်းကိုရောက်သွားကြတာပေါ့ဒါပေမဲ့အဲ့ဒီရောက်တဲ့ခါကျတော့ခလီမလေးနှစ်လောက်ကတပုံစံလေးပေါ်လာတာပေါ့နော်အမျိုးသမီးကလည်းသူအမွာမွေးထားတာမဟုတ်ဘူးဆိုတာသတိအားသွားပြီးတော့အဲ့ဒီခလီမလေးနှစ်ယောက်ကိုလက်ဆန့်ခိုင်းလိုက်တာပေါ့သူ့သမီးလေးမှာကလက်မောင်းမှာလက်ချမ်းပုံစံမဲ့လေးတခုရှိတယ်လေဒီဇနီးမောင်နှံကလည်းစိတ်လှရှားတကြီးနဲ့သူတို့သမီးလေးနာမည်အန်နာလို့ခေါ်လိုက်တာပေါ့ဒါပေမဲ့နောက်ထပ်ကလေးမလေးတယောက်မှလည်းလက်ချမ်းပုံစံမဲ့လေးကရှိနေပြန်ရောသူတို့ဇနီးမောင်နှံလည်းကြောင်းသွားတာပေါ့ရဲဒီအဖီယားတီးတိုက်တွန်းမှုကြောင့်အမျိုးသမီးကခလေးနှစ်ယောက်လုံးကိုရောက်ခမကိုခွဲခိုင်းဖို့အတွက်အင်ကိုပြန်ခေါ်သွားခဲ့ရပါတယ်ဒါပေမဲ့ရောက်ခမကမြင်လိုက်တာနဲ့ဒီလိုက်နဲ့ဒါတွေကနဆိုးတွေဖန်ဆင်းထားတဲ့ကလေးတွေပဲအန်နာကတယောက်တည်းပဲရှိတာလို့အော်ပြောခဲ့တာပေါ့တကယ်တော့3နှစ်အစောပိုင်းတုန်းကအန်နာလေးကကစားနေရင်မြစ်သေးကိုပြုတ်ကျသွားခဲ့တာပေါ့သူတို့ရောက်တဲ့ခါကျတော့ကန်နာမှာဖနက်တရားလေးပဲကြံခဲ့တာပေါ့အခုလိုအန်နာလေးနှစ်ယောက်ကိုရင်ဆိုင်တွေ့ရတော့ရောက်ခမကြီးကလည်းအယမ်းကြောက်လန့်ပြီးထပ်ထွန်တော့တာပေါ့ကလေးမလေးနှစ်ယောက်ကလည်းသူတို့အဘွားကသူတို့ကိုမကြိုက်မှန်းသိပေမဲ့သူတို့နှစ်ယောက်ကတယောက်ကိုတယောက်ကြည့်ပြီးပြုံးလိုက်ကြတာပေါ့ညာတန်းကောင်းအချိန်လောက်မှာတော့အမျိုးသမီးကရေတောက်ဖို့ထွက်လာခဲ့တာပေါ့သူကအဲ့ဒီကလေးနှစ်ယောက်ကသူ့ရောက်ခမအခန်းဘက်ကိုရှောက်သွားနေတာကိုတွေ့လိုက်ရတာပေါ့အစာပိုင်းမှာတော့သူတိတ်ပြီးတော့မစင်းစားမိဘူးပေါ့နော်ဒါပေမဲ့နောက်တနေ့မနေ့ကျတော့ရောက်ခမကြီးကအဲ့ဒီကလေးနှစ်ယောက်နဲ့ဖြိုးဖြိုးရွှင်ရွှင်ဆော့ကစားနေတာကိုတွေ့လိုက်ရတာပေါ့အရင်တနေ့ကကြောက်ရွံ့မှုတွေယွန်းရှာမှုန်းတီးမှုတွေအားလုံးကပျောက်ကွယ်သွားတာပေါ့အမျိုးသမီးကလည်းမင်းမြန်းမှုစကားဆပြောမလို့ရှိသေးတယ်ဒါပေမဲ့ဒါကရောက်ခမကြီးကိုဒေါသထွက်သွားစေတာပေါ့စန့်ကျင်ပါအနေနဲ့အဲ့ဒီကလေးနှစ်ယောက်အပေါ်သူ့ရဲ့သဘောထားကလုံးဝကိုကွဲပြားခြားနားနေတာပေါ့အမျိုးသမီးလည်းဒီကလေးနှစ်ယောက်မှာတခုခုတော့မားနေပြီဆိုတာသိလိုက်ရတာပေါ့အဲ့ဒီနောက်မှာတော့သူကကလေးမလေးနှစ်ယောက်ကိုမတော်တဆမှုမထိခင်သူ့သမီးတက်ခဲ့ဖူးတဲ့မူချိုချောင်းကိုခေါ်သွားခဲ့တာပေါ့ဆီယမကခွဲခြားပေးနိုင်လိမ့်မယ်လို့မျှော်လင့်ချင်တယ်ပေါ့အစားပိုင်းမှာတော့ဆီယမရဲ့တုံ့ပြန်မှုကလည်းရောက်ခမကြီးနဲ့အတူတူပါပဲဆီယမကအန်နာကတယောက်တည်းပဲရှိတယ်လို့ထင်ခဲ့ပြီးမြဲသူတို့နဲ့ခဏလေးအချိန်ဖြုံးပြီးတဲ့ခါကျတော့ဆီယမရဲ့သဘောထားတွေကအများကြီးပြောင်းလဲသွားတာကိုတွေ့လိုက်ရတာပေါ့ဆီယမကကလေးမလေးနှစ်ယောက်လုံးကသူ့သမီးတွေပါလို့ခန့်ခိုင်မာပြောခဲ့တာပေါ့အမှန်တရားကိုဖော်ထုတ်နိုင်ဖို့အတွက်အမျိုးသမီးကကလေးမလေးနှစ်ယောက်ကို DNA စစ်ဆေးဖို့စိတ်ယုံကိုခေါ်သွားခဲ့ရတာပေါ့ရလာထွက်လာတဲ့ခါကျတော့သူလုံးဝကိုကြောင်သွားခဲ့တာပေါ့တိတ်ပါနီးကြောင့်စစ်ဆေးမှုတွေကတော့သူတို့နှစ်ယောက်ကသူ့ရဲ့သမီးအရင်တွေပါလို့တတ်သိပြခဲ့တာပေါ့အမျိုးသမီးကဒီအချက်ကိုလက်မခံနိုင်ဖြစ်နေတာပေါ့အဖေတခုခုရရှိနိုးနဲ့သူတင်ညာလုံးသူ့အမေအိမ်ကိုကားမောင်းသွားခဲ့တာပေါ့သူတို့တွေ့ဆုံပြီးတဲ့ခါကျတော့သူ့အမေကသူ့ကိုတက်တာလေးတစ်လုံးပေးလိုက်တာပေါ့အဲ့ဒီတက်တာထဲမှာခလီးဘွားတုန်းကပုံတွေရှိနေတာပေါ့ဒါပေမဲ့ပုံတိုင်းမှာအယုတ်လေးတစ်ယောက်ကပို့ပြီးတော့ပါဝင်နေတာကိုတွေ့ရတယ်သူတို့လည်းနောက်ထပ်ကလေးမလေးတစ်ယောက်ကလူအဖြစ်ဖျောက်လဲသွားတဲ့အယုတ်ပဲဖြစ်ရမယ်လို့ထင်ခဲ့ကြတာပေါ့